Alu minglaba dene chinoro rohanja arkane ma chila takui champa meno miola pyoda chinoro rohanja arkane ma memanenga machibu chura kabaga chambide arkaneyenga chida khala mobu rohanja be chida miola rohanja be chida mi motibu mi nayen tagaga nira mi nayenga mi nira mobu dane mi nayenga mi motibu mi nayenga balumyo chile balumyo akane yenzale mi motibu mi le akrana yenga nira bo diganga zapyo dale takushina tonlai be no ngaro rohanja chila machila che di video ko che no မနိုင်ငံအတွင်းမှာရိုဟင်ဂျာမရှိပါဘူးဆိုပြီးတော့တမိုင်းကိုလိမ်နေကြတဲ့တမိုင်းဆရာတွေအကြောင်းကိုလည်းကျွန်တော်တင်ပြပေးပါတယ်နောက်တစ်ခါဒီလက်ရှိပြီးတော့ရိုဟင်ဂျာတွေကတမိုင်းနဲ့ရှိပြီးတော့ရှိခဲ့ဆိုတာရေနောက်တစ်ခါကြတဲ့ခါကျတော့ဒီကျွန်တော်လက်ရှိဥပဒေအရာရောရိုဟင်ဂျာရှိခဲ့ဆိုတာလေးကိုကျွန်တော်တင်ပြပေးပါတယ်အဲ့တော့ကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိပါဘူးဆိုထင်ရမြင်ရှောက်ပြလို့လူမျိုးရေးဘာသာရေးအငင်းပွားစရာတစ်ခုဖြစ်လာအောင်အစိုးရအဖွဲ့ဝင်ဖြစ်တဲ့လူဝင်မှုကြီးကြရေးဝန်ကြီးဌာနဝန်ကြီးခင်ရီဆိုတဲ့ကောင်2014ခုနှစ်ဒီကျွန်တော်တို့ဒီကောင်စရင်မကောက်ခင်လေးမှာပေါ့နော်သူကနေပြီးတော့လက်ရှိရိုဟင်ဂျာဆိုတာမရှိပါဘူးဆိုပြီးတော့သူသုံးလုံးသွားတာလေးကျွန်တော်တွေ့ရတယ်1990ခုနှစ်မှာရိုဟင်ဂျာလူမျိုးတွေကိုဒီပေါ့နော်လက်ရှိမွေးစရင်နဲ့ထုတ်ပေးခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီလက်ရှိခင်ရီဆိုတဲ့ကောင်ဟာသူ့ရဲ့ဘိုးအေဆရာကြီးဖြစ်တဲ့ဒီတန်းရွှေကိုတိုင်းဒီရိုဟင်ဂျာလူမျိုးတွေအတွက်မွေးစင်းထုတ်ပေးကြတာတွေနောက်တစ်ခါကျတော့ဒီရိုဟင်ဂျာလူမျိုးတွေကိုရိုဟင်ဂျာနိုင်ငံသားကနေထုတ်ပေးကြတာတွေဒါတွေကိုဒီကောင်မသိလို့ကြောင့်ပြောတာဒါမှမဟုတ်တိတိနဲ့ကျွန်တော်တို့ရခိုင်နဲ့ရိုဟင်ဂျာတွေကိုရန်တိတ်ပေးတာလားဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်သွင်းနေစဉ်းစားတယ်ဖြစ်လာပါတော့အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့အနေနဲ့သုံးသပ်ကြည့်မယ်ဆိုတော့ဒီကောင်ကနေပြီးတော့ဒါကျွန်တော်တို့ရခိုင်နဲ့ရိုဟင်ဂျာတွေကိုရန်တိတ်ပေးတဲ့သဘောပါပဲအဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်ကြည့်ကြအောင်ဒါဆိုလက်ရှိနေပြီးတော့စစ်တွေမျိုးရေရှမ်းပြင်ကျမ်းမာရေးဌာနကထုတ်ပေးထားခဲ့တဲ့မွေးစင်းရဲ့မိတူတစ်ခုရှိပါတယ်အဲ့ဒီမွေးစင်းမိတူထဲမှာလူမျိုးကိုရိုဟင်ဂျာဆိုပြီးတော့ထင်ထင်ရှားရှားရေးသွင်းထားတာကိုလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီရှင်တော့ဒီ1990ခုနှစ်တော့မှာလူမျိုးဆိုတဲ့နေရာမှာရိုဟင်ဂျာလူမျိုးဆိုပြီးတော့ရေထားပြီးအဲ့မှာဒီတော့သူတို့ကကလေးမွေးစင်းနေပေးတဲ့ခါမှာဒီမှာစစ်တင်မျိုးရေရှမ်းပြင်ကျမ်းမာရေးဌာနကထုတ်ပေးထားတဲ့မွေးစင်းမိတ်တွေမှာကြတော့လူမျိုးရိုဟင်ဂျာဆိုတဲ့ထင်နေတဲ့ရေးသွင်းတာကျွန်တော်တွေ့ရတယ်။အဲ့တော့လက်ရှိမြန်မာနိုင်ငံထဲမှာပြီးတဲ့နေကြတဲ့မွတ်စလင်တွေရခိုင်ပြည်တွင်းမှာပြီးတဲ့နေကြတဲ့ရိုဟင်ဂျာတွေဒီနိုင်ငံသားတစ်ခွင့်ရရှိထားပြီးတော့ဆိုမှဖြစ်တဲ့ဆိုတာကိုဒါဒီကျွန်တော်အရင်ကပြောနေပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်ဒီခုလေးကိုကျွန်တော်နည်းနည်းရှင်းပြချင်ပါတယ်။ဒီ1940ခုနှစ်နိုင်ငံတော်ကိုအုပ်ချုပ်ပါစီကဒီပုံမှာ21အပိုက်3မှာဗာရရတဲ့ဆိုတာနိုင်ငံတော်ဒီဘာသာရေးဆိုင်ရာကိုယ်ကိုယ်ကိုလည်းကရောင်ကြည်မှုကိုလည်းကအကြောင်းပြုလေဘောချိုတိုမင်းနဲ့ချဲလာမရန်လာဒီဗီဒီယိုကိုမင်လာမြောင်းလိုက်ချဲလာဒီဗီဒီယိုကိုချဲလာငါတို့ဟန်ကြချီလာမချီလာချေမီရောကငါတကုတ်စကားပြောမယ်နော်မီရောကဘာဘောရှိုးလဲငါမသိဘူးလူကိုလူနေရာမှာထိုင်လဲမရဘူးလားလူကိုလူနေရာမှာထိုင်နေမီရောဘောချုံနေရာမှာထိုင်နေတရီစနေရာမှာမထိုင်နေနော်အကိုမီရောပြောတာစကားကိုတရီစပြောတာစကားကိုအတူတူပဲမီရောအရင်ကပြောတာမွတ်စလင်ပဲကိုကပြောတာမီရောငါတို့နာမည်ကခေါလာပဲဘာဘောရှိုးလဲမီရောညမချီလာမီရောမညမချီလာတို့မင်းနဲ့ညမချီလာမီမတမီမဆာလာမီတရနေကကိုဝလာဆိုမီရောရကဲလူကချီတာအိန္ဒိယကမွေးတော့ငါတို့နေကဝမ်ဆိုဒါလူပဲချီတာမီရောနဲ့ရကဲကငါတို့မချီဘူးnet meta nga saga pyoda tesha meta miro ga chila ngaro ga chila akrana yenga kuwa la so miro lu ga chila ngaro lu ga chila chelai babo chole mutibu no mi pazza peta tomina pazza peta ngaro nga miro bocho malobu ngaro pregal uchinda mi saga pyoda le ngaro malobu assalamu alaikum rahmatullahi wa barakatuh